အားလုံးမင်္ဂလာပါခင်ဗျာရွှေသီးနဲ့မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ရေးရနေကျူးစုပါတယ်ခင်ဗျာဒီနေ့ဆိုရင်ရွှေဘိုပေါ်ဆန်းစိုက်ပျိုးလာတာအပင်သက်69ရက်ကိုရရှိလာပါပြီခင်ဗျာတကယ်ဆိုရင်တော့အပင်သက်ရက်တရာမှကျွန်တော်တို့ဒုတိယအကြိမ်စစ်ပိုးသေးကိုဖြန်းဖို့စီစဉ်ထားတာပါရာသီဥတုအခြေအနေကြောင့်ကျွန်တော်တို့69ရက်မှာဒုတိယအကြိမ်စစ်ပိုးသေးကိုစတင်ဖြန်းပါပြီခင်ဗျာကျွန်တော်တို့ဒီ2025ရာသီအတွက်အစစ်ပိုးသေးကတော့ကျွန်တော်တို့နံပါတ်1အစစ်ပိုးသေးကိုကျွန်တော်တို့2ကြိမ်သုံးပါတယ်ခင်ဗျာရက်90ရေရက်100ရေကို2ကြိမ်သုံးပါတယ်ဒီနေ့ကကျွန်တော်တို့လိုချင်တဲ့အပင်ပွားနှုံးရရှိတယ်ပိုးမွားကင်းစင်တယ်ရာသီဥတုလည်းကောင်းပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့ပန်းတိုင်းထွက်နှုံးကတော့အရန်ရင်ခုန်ဖို့ကောင်းပါတယ်ခင်ဗျာတောင်သူဦးကြီးများလည်းအားလုံးအဆင်ပြေကြပါစေခင်ဗျာ